အခုပြောပြမယ့်အကြောင်းအရာကိုသိသွားပြီဆိုရင်တော့ prompt တောင်းဖို့မလိုတော့ပါဘူးဒါကတော့ Chrome extension တစ်ခုကိုအသုံးပြုပြီးတော့ prompt တွေကိုထုတ်မှာပဲဖြစ်ပါတယ်သူ့နာမည်ကတော့ PromptCat လို့ခေါ်ပါတယ် PromptCat ဆိုကြတဲ့မှာ extension ဆိုပြီးရှာလိုက်တဲ့ခါကျရင်ဒီမှာ link ကိုတွေ့ရပါလိမ့်မယ်အဲ့ဒီ link ကိုနှိပ်လိုက်ပါနှိပ်ပြီးတဲ့ခါကျရင် add to Chrome ကိုနှိပ်လိုက်ပါဒီမှာ add to extension ကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ extension ကဝင်သွားပါပြီအဲ့ဒီ extension ကိုအသုံးပြုဖို့အတွက်ဆိုရင် account ဖန်တီးဖို့လိုပါတယ် extension ကအပေါ်မှာမမြင်နေရဘူးဆိုရင် extension လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ pin ဆိုပြီးတော့ထည့်လိုက်ရင်ကျွန်တော်တို့မြင်ရမှာပဲဖြစ်ပါတယ် email လေးကိုကျွန်တော်ထည့်လိုက်ပါမယ်စမ်းကုတ်ကိုပို့လိုက်ပါမယ် email မှာကုတ်လေးဝင်လာပါပြီအဲ့ဒီကုတ်လေးကို copy ကူးလိုက်ပါမယ်ထည့်လိုက်ပြီးတော့ sign in ဝင်လိုက်ပါမယ် PromptCat ကို extension မှာအသုံးပြုလို့ရပြီပဲဖြစ်ပါတယ် free လို့သုံးလို့ရမယ်နည်းစနစ်ကိုထပ်ပြီးပြောပြပါမယ်အဲ့ဒါကတော့ custom API ကိုသုံးပြီးပါ custom API သုံးဖို့အတွက်ဆိုရင် base URL ပါဒီမှာထည့်လိုက်ပါပြီပြီးတော့က Gemini 3.5 Plus ဆိုတဲ့နာမည်လေးထည့်လိုက်ပါမယ်ဒီမှာ API key ရပါပြီ API key ကို copy ကူးပါမယ် API key နေရာမှာထည့်လိုက်ပါမယ်ဒီ API ကအလုပ်လုပ်လားမလုပ်လားသိဖို့အတွက် test local API လေးကိုနှိပ်ပြီးတော့ခဏစောင့်လိုက်ပါဒါဆိုရင် local API test က pass ဖြစ်သွားပါပြီအဲ့တော့ custom API ကလည်း active ဖြစ်သွားပါပြီပုံပေါ်ကို right click နှိပ်မယ်ပြီးပြီဆိုရင် analyze image with prompt ဆိုပြီးတော့နှိပ်လိုက်တာနဲ့ PromptCat လေးပေါ်လာမှာပဲဖြစ်ပါတယ် 100% ပြည့်တဲ့အခါမှာ prompt structure အပြည့်စုံကိုသူချပေးပါလိမ့်မယ် prompt ရလာပြီပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်